အားလုံးပဲမင်္ဂလာပါရှင်အနော်ဒီနေ့ April 1ရက်နေ့ပြီးတော့နောက်တစ်ခု April အနော်ရဲ့မွေးနေ့လာလေးဖြစ်တယ်နော်April 1ရက်နေ့မှာအနော်မိဘပြည်သူများကိုတင်ပြစီရင်ခိုင်းရင်းနဲ့မှာမေတ္တာရက်ခံစရာကိစ္စလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့အားလုံးသိတဲ့အတိုင်းဒီနှွေဦးတော်လိုင်းကာလမှာပေါ့နော်အားလုံးသိတဲ့အတိုင်းကျမတို့မဖြစ်မနေကြမှုလို့လက်နက်ကိုင်တော်လိုင်းရေးလမ်းစဉ်ကိုရွေးချယ်ခဲ့တဲ့အခါမှာထိုအရာများရဲ့ပြီးတော့ဆိုကြလို့ခေါ်မှာပေါ့နော်အဲ့ဒါအနေနဲ့တိုက်ပွဲတွေမှာနော်တို့ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေရှိလာပါတယ်လူငယ်ရဲဘော်တွေရဲ့အနာဂတ်ကိုပြန်လည်ထူထောင်မှုအတွက်သူတို့ရဲ့ထိခိုက်လာတဲ့အနေအထားပေါ်မှာအချိန်မီပြုစုကုသနိုင်မှုအတွက်ဆိုတဲ့အရေးပေါ်အစီအစဉ်ခေါင်းစဉ်အောက်မှာ emergency response လို့ခေါ်မလားအနော်နိုင်တဲ့ဘက်ကဝင်လုံရင်းနဲ့ပေါ့နော်ဝင်လုံရင်းကနေမှတဆင်ဒီအနော်တို့ပြည်သူလူထုရဲ့ပံ့ပိုးကူညီမှုနဲ့အတူဝိုင်းဝန်းကူညီလှုပ်ဆောင်မှုများရဲ့အခြေအနေမျိုးမျိုးကြောင့်မလို့အနော်တို့ SCC ဆိုတဲ့စင်တာလေးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ Sunshine Care Center ရဲ့ဖြတ်တန်းပုံနဲ့ Sunshine Care Center ရဲ့ရည်တည်မှု Sunshine Care Center ရဲ့လှုပ်ဆောင်ချက်တွေကိုလည်းမိဘပြည်သူတော်တော်များများကသိရှိပြီးဖြစ်တယ်လို့အနော်လက်ခံယုံကြည်ပါတယ်။အားလုံးကိုလည်းမေတ္တာဆက်လက်ရက်ခံခြင်းတဲ့ကိစ္စလေးရှိပါတယ်။အားလုံးသိတဲ့အတိုင်းပဲဒီအနော်တို့ SCC လုပ်ငန်းဆောင်တာများလှုပ်ဆောင်ခဲ့တယ်၄နှစ်ကျော်5နှစ်ကာလမှာဆိုရင်ဒီ2024ခုနှစ်ဒီဇွန်ဇူလိုင်လမှာလုပ်ခဲ့တဲ့တလတာဒဏ်ရာရဲဘော်လက်တွဲခေါ်ဆိုတဲ့ campaign လေးအကြောင်းကိုလည်းတီဗီတော်သူများကလည်းသိလောက်နေလို့ထင်ပါတယ်ဒီ campaign လေးမှာဆိုရင်အနော်တို့အောင်မြင်စွာနဲ့ပဲဒီတလနဲ့9ရက်တာကာလမှာ campaign လေးကိုtarget ပြည့်မီစွာနဲ့အနော်တို့ရရှိခဲ့ပါတယ်သူရလာခဲ့တဲ့အားလုံးပေါင်းဘဏ်ငွေနဲ့လဲလှယ်ပြီးတော့မှ53သိန်း8300ဘဏ်ငွေရဆိုရင်လေတပတ်တစ်ချက်မှမရုပ်ရော်ပဲနဲ့အနော်တို့ဒီတိကျသောစီးရင်များနဲ့အတူဒဏ်ရာရဲဘော်များကိုမိဘပြည်သူများရဲ့ပံ့ပိုးမှုနဲ့အတူကောက်မွန်ထားရှိနိုင်ခဲ့တာလေအခုချိန်ခါမှာအကောင့်ထဲပေါ်လျက်တက်တည်နေတော့ကတွေ့မြင်နေရပြီဖြစ်ပါတယ်အခုအနော်တို့ဒီဂျားကာလာမှာလဲပေါ့နော်အမှန်တိုင်းပြောရရင်ရှေ့တန်းမှာရှိတဲ့ဒီတအူးသူရဲကောင်းရဲဘော်တွေပေါ့နော်သူတို့တွေကပို့ပြီးတော့လိုအပ်ချက်တွေများတယ်ဆိုတာနားလည်တဲ့အတွက်နော်တို့ SCC ကအစူးစမ်းပြီးတော့ရက်တီရုံးကန်ခဲ့ပါတယ်အဖက်ဖက်ကဝိုင်းဝန်းပံ့ပိုးပေးနေတဲ့မိဘပြည်သူတွေကိုလည်းအရန်ကျေးဇူးတင်ပါတယ်အခုအချိန်ဒီခါမှာအဖက်ဖက်ကချက်တဲလာတဲ့အခြေအနေအမျိုးမျိုးတွေကြောင့်မို့လို့ရဲ့အရေးပေါ်ရုံးကန်ရမယ့်အခြေအနေတချို့တွေကြောင့်မို့လို့အနော်တို့ဒီ SCC volunteer team တွေတော့အနော်တို့အားလုံးတိုင်ပင်မှုနဲ့အတူဒီလိုတလတာကမိန်းလေးတစ်ခုထပ်မံလှုပ်ဆောင်မယ်ဆိုရင်တော့အသက်ရှူ6နိုင်နေဆိုတဲ့အနေအထားတစ်ခုပေါ့နော်အဲ့ဒီရည်ရွယ်ချက်လေးနဲ့အနော်တို့အရေးပေါ်ပဲထားပြီးစီစဉ်လိုက်ပါဖြစ်ပါတယ်ဒီ campaign လေးကိုတော့ SCF လို့ခေါ်တဲ့ဒီຫນွေဦးလူထုရန်ပုံငွေအဖွဲ့နဲ့အတူတကွပူးပေါင်းလှုပ်ဆောင်တာဖြစ်ပါတယ် campaign နာမည်ကလေးကိုလည်းရိုးရိုးရှင်းရှင်းပါပဲဒဏ်ရာရဲဘော်လက်တွဲခေါ်ဆိုတဲ့အတိုင်းပဲ version 2အနေနဲ့ပဲအနော်တို့စီစဉ်လိုက်တာပေါ့နော်ဒီ campaign ရဲ့ targetအမောင်ကတော့မြန်မာငွေ3000ကျပ်ဖြစ်ပါတယ်campaign ကာလကတော့ဒီကနေ့ April 1ရက်နေ့ကနေပြီးတော့ဒီနီလာ30ရက်နေ့အထိပေါ့နော် campaign ကာလကိုသတ်မှတ်လိုက်တယ်အဲဆိုတလ2လတာဖြစ်မလား April May ဆိုတော့နော်ဘာလို့လဲဆိုတော့ပြည်သူလူထုတွေလည်းအများကြီးကြက်တဲတယ်အဲကြားထဲမှာပဲရတဲ့နည်းနဲ့ပတ်ပိုးနေကြတယ်ဆိုတာလည်းနော်တို့နားလည်ပါတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ပေါ့နော်ဒီတိုင်းပြည်နယ်လူမျိုးအတွက်ဒီမြန်မာနိုင်ငံအတွက်အဖက်ဖက်ကနေပြီးတော့ဆုံးလို့အနစ်နာခံတဲ့လူငယ်သူရဲကောင်းတွေကိုတက်နိုင်တဲ့ဘက်ကနေပံ့ပိုးပေးဖို့ရန်အနော်မေတ္တာရက်ခံအပ်ပါတယ်ဒီတမ်ပိန်းကရရှိလာတဲ့ငွေကြေးတွေကိုဘယ်လိုနေရာမှာအသုံးပြုမယ်ဘယ်လိုမျိုးလှုပ်ဆောင်ခန့်ခွဲမယ်ဆိုတာကိုတော့ဒီအနော်နောက်နေ့တွေမှာဆက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အခုကတော့ကနဦးအနေနဲ့အနော်ပြောပြရပါတယ်အမှန်မှန်ဒီနေ့ကစပြီပေါ့နော်အနော်တို့လည်းဒီပတ်ချမ်းမှာဒီတရက်နှစ်ရက်မှာနည်းနည်းလေးတိုက်ပွဲဖော်ဆောင်တဲ့အနေအထားတွေဖြစ်နေတဲ့အခါမှာနည်းနည်းရုံးကန်နေရတဲ့အပိုင်းတွေတော်တော်ဖြစ်နေတဲ့အတွက်ပေါ့နော်နော်တို့အဲ့ဒါကြောင့်မလို့နောက်တန်းကနေပြီးတော့အကောင်းဆုံးရက်တီလှုပ်ဆောင်ရမယ့် backup အခြေအနေဖြစ်နေတဲ့အတွက်ကြောင့်မလို့အနော်လည်းအခုမှပြောရတာဖြစ်ပါတယ်ပေါ့နော်အနော်ရဲ့အမျိုးသားတော့မနေ့ပြန်တော့သူပြည့်ပြည့်စုံစုံပြောပြမယ်ထင်ပါတယ်သူလည်းပဲဒီ2ရက်3ရက်ကတော်တော်လေးမအားတဲ့အနေထားဖြစ်တယ်ပေါ့နော်အနော်လည်းအခုပထမစာရေးမလို့ပါပဲဒါပေမဲ့စာမရေးနိုင်တော့မျက်လုံးတွေကိုသာကြည့်ပါတော့မျက်လုံးတွေနဲ့တော်တော်လေးပ
ပူလို့လည်းပါမယ်เนาะရဲနေတာရဲ့ပြီးတော့ဒီလှုပ်ဆောင်ရမယ့်ကဏ္ဍလေးကြီးအသီးသီးပေါ်မှာဟိုဘာတွေဟိုလောက်လိုက်ဒီလောက်လိုက် emergency response ဖြစ်နေတော့ပေါ့เนาะအဲ့ဒါကြောင့်မလို့ဟိုဒီအဖက်ဖက်ကတက်တည်နာလေတဲ့လူကြီးမင်းများနဲ့မိတ်ဆွေများလူသိများတဲ့ဆရာဆရာမတွေအကုန်လုံးကိုလည်းအကူအညီတောင်းခံပါတယ်ဟိုဒီ campaign လေးကိုဝိုင်းပြီးတော့ share ပေးကြပါမေတ္တာထားပြီးတော့ပံ့ပိုးပေးကြပါလို့မေတ္တာရက်ခံပါတယ်ဟိုအနော်လည်းအခုချိန်ကမှလေးလိုက်ပြီးတော့တဦးတယောက်ချင်းစီအပူကပ်ပို့ကြတော့လေအရန်အားနာပါတယ်ဘာလို့လဲဆိုတော့ဘယ်နေရာမှာမဆိုလိုအပ်ချက်တွေအများကြီးရှိနေတာဖြစ်တဲ့အတွက်ပေါ့နော်အကုန်လုံးခက်ခဲနေကြတယ်ဆိုတာကိုနားလည်တယ်အဲဒါကြောင့်မလို့အခုလိုနဲ့တူဒီပဲပြောရမယ်ဆိုရင်တော့ဒီ April 1ရက်နေ့ကနေပြီးတော့မေလ30ရက်နေ့အထိတင်ရရဲပေါ်လက်တွေ့ကော version 2 target ငွေပမာဏ3300 campaign လေးစတင်ပြီးဖြစ်ပါတယ်ဒီ campaign လေးကိုတော့ຫນွေဦးလူထုဒီရန်ပုံငွေ SCF နဲ့ SCC Sunshine Care Center တို့နဲ့နှစ်ခုပူးပေါင်းပြီးတော့လှုပ်ဆောင်မှာဖြစ်ပါတယ်အနော်ကတော့အခုအချိန်ခါမှာဒါပြောပြပြီးတော့တွားတာပေါ့နော်တကယ်တမ်းဒီ campaign ကိုဥဆောင်ပြီးလုပ်ကိုင်နေတာကတော့တားစောစေးဝါနဲ့တားကိုခန့်တို့ပေါ့နော် SCF ကအကိုတွေအမတွေဥဆောင်သူတွေနဲ့သူတို့ပဲအမြဲတမ်းချိတ်ဆက်လုပ်ကိုင်ပြီးတော့campaign ကို run နေတာဖြစ်ပါတယ်ပေါ့နော်အနော်ကတော့အဲ့ဒါမျိုးတွေဟိုအကုန်လုံးတွားလာဖို့အတွက်ကြတော့ဒီမှာကတောက်တုံမရဆိုတော့လေအဲ့ဒါတွေအတွက်ကြတော့တကယ်ကိုအသေးစိတ် run ဖို့အတွက်အခက်အခဲဖြစ်နေလို့ပါဘယ်လိုပဲဖြစ်ဖြစ်ဟိုဝိုင်းပြီးတော့နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ပေးကြပါလို့မြစ်တာရက်ခံပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်တော့လည်းပြည်သူတွေလုံခြုံစိတ်ချစွာထောက်ပို့နိုင်ဖို့ SCF ကောင်းကိုဝယ်ချက်ချင်းဖန်ကြပါတို့တူရှိတဲ့ SCF တို့တူချီတဲ့ SCF